Hi တစင်ကပြင်မနေရတယ်မေလေးကမြောက်ကလာပဲလာတယ်လာရင်နှွှင့်လိုက်တော့လွှင့်ဘူးတဲ့ဟာစိတ်မရလို့လားစိတ်မရဘူးဟုတ်တယ်သူတို့တွေစိတ်ဝယ်မရအောင်အဲ့ဒါကြောင့်မလို့ဟုတ်တယ်အခုတော့မှတိုးရင်လာတယ်ဒါပေမဲ့စိတ်မရကြဘူးစိတ်ဝယ်တာမရအောင်ဟဲရရင်ရုပ်ကစောက်ညက်ကွက်ကတမျိုးဝယ်မရလို့တဲ့အန်တီအေကောပဲလာပြောတယ်ဟုတ်တယ်ကိုအန်တီအေလည်းတည်ရစိတ်မရှိဘူးတဲ့စိတ်မရှိရင်မင်္ဂလေးကလှလိုက်တာထိုင်နေရဟဲ့တိလားထိုင်နေရဘန်းဝါတယ်ဒီလိုမျိုးလေးထိုင်နေရအောင်ဘန်းဝါတယ်ဘယ်လိုလုပ်ပြရမှာလဲမသိဘူးရိုးထိုးပြရမှာလားဒါမှမဟုတ်ခေါင်းမိုးမှာလွှင့်ရမှာလားတစ်ပစ်ပေါ်မှာထိုင်လွှင့်ရမှာလဲဘယ်လိုလွှင့်စေချင်တာလဲတစ်ကိုယ်လုံးချုပ်ပြီးလွှင့်စေချင်တာလားဒါမှမဟုတ်ရေချိုးကဲထဲမှာရေချိုးရင်းနဲ့လွှင့်စေချင်တာလားဘယ်လိုလွှင့်စေချင်ဒီနေ့လွှင့်စေချင်တာလားဘယ်လိုလွှင့်စေချင်တာလဲပြောလိုက်လို့ယုံအကုန်မချို့လို့ဘန်းတာတနေ့ကုန်ချွတ်လို့ရန်ကုန်ကပဲတည်းအော်ပန်းကလေးကဈေးကြီးမကြည့်ပါဘူးကိုရီတဘောဘဝသမားအဲ့လိုမပြောပါနဲ့ဘဝသမားရဲ့ဘာညာလို့မပြောနဲ့ဟုတ်ပါလေတထေးသမီးနဲ့ဟိုတရောင်းစားနဲ့လေညားနိုင်တာပဲမချစ်ရဲ့မေလေးကအဲ့လိုအရန်ချမ်းသာဖို့မလို့အလုပ်ကြိုးစားဖို့ပဲလိုတယ်မင်းကူတာပပဝတီပေါ်ဓမ္မကားထဲမှာလားမဟုတ်ဘူးလေအဲ့လိုကြီးတော့ဘသူကကြိုက်မှာလဲတရောင်းစားကြီးဟိုဟာကြီးကမင်းကလေးတယောက်ကဘလို့ကြိုက်သွားမှာလဲသူတို့ရရှိမှာပါပတ်မိုးပေးတာပါညာတချို့ဆိုရင်ရန်ဘောစီဖြစ်နေမိန်းကလေးဆိုရင်သိရမလားသူတို့ကြိုက်တဲ့လူဆိုလို့ရှိရင်ရှယ်အမ်းမျိုးသူတို့ယူကြရလေချို့လေအဲ့လိုအများကြီးရှိတယ်မသိလို့ကိုတို့ကိုတို့ခိနောက်ကြနေပြီအရန်ချမ်းသာဖို့အရန်ချမ်းသာပြီးတော့လူမျိုးကြီးဖြစ်ဖို့မလိုဘူးတစ်ချိန်ကြာလို့ရှိရင်အဲ့ဒါပျောက်ပြယ်သွားနိုင်တယ်သိလားအရန်ချမ်းသာပြီးတော့ဟိုမွေးစီဝိုင်းသုံးဟွာလူမျိုးကြီးလုံနေရမကောင်းတာကြီးလုံနေတဲ့လူထက်အလုပ်စူးစမ်းပြီးတော့မိမပုံချစ်တဲ့အရန်ဟွာဗလဲအရန်ချစ်ပြီးတော့အရန်ကျူးဆိုင်တက်တဲ့လူအဲ့ဒါတွေကိုပဲတန်ဖိုးထားကြတာအကိုတို့ရဲ့အဲ့ဒါနဲ့မဆိုင်အကိုတို့ကမိမတွေဝင်မှတ်တယ်လို့ထင်တာအမှန်တကယ်ဝင်မှတ်တာမဟုတ်စူးစမ်းခြင်းစိတ်ရှိတဲ့လူကိုပဲပေါင်းချင်ကြတယ်တကယ်ချစ်ရင်စူးစမ်းဆိုတာလက်ကားမဟုတ်သုံးမနေအကုန်လုံးသုံးမနေဂျီရပါဖြစ်တာငါပူအိုက်ပြီးတော့ချင်းကြိုက်ခံပြီးတော့ငါပြောပြနေဘင်ကိုစုကြီးရကျင်လိုက်တာတိလားဟိုဘင်ကိုစုကြီးလေအဲ့ဒါရကျင်တာအရင်ပဲဒါပေမဲ့ငါအချိန်နေနဲ့မဖြစ်နိုင်ဘူးဖြစ်တော့ဖြစ်နိုင်တယ်ပြိတ်ပြိတ်တာပေါ့ငါတော့ရီစားခိုင်းဘင်ကိုသုံးနဲ့ပဲရှောင်မယ်လေဘာဖြစ်လို့လဲ
တနာယူလိမလို့တဲ့အဲ့လိုပြောရအောင်လေအဲ့လိုပြောရအောင်လေသူကြမှာပေါ်မှာပြောကြတယ်ရုပ်ရည်ရှိရဲ့တဲ့ရုပ်ရည်ကိုတော့ရုပ်ရည်ရောရှိရဲ့တဲ့ရုပ်ရည်ကိုမလေးကသဘောမကျဘူးစူးစမ်းမှုပဲသဘောကျအရင်မချမ်းသာဘူးဟိုလိုမျိုးစူးစမ်းနေသိရှိဘာမှမဆိုစူးစမ်းနေတယ်နှစ်ယောက်တူတူစူးစမ်းလို့ရှိရင်အောင်မြင်တယ်တိလားချမ်းသာဖို့မလိုအဲ့လိုစူးစမ်းနေတဲ့အရာကပိုကောင်းတာငါတို့နှစ်ယောက်စူးစမ်းလို့ဒီလိုမျိုးဖြစ်လာဆိုတဲ့ဟာကြီးကအဲ့ဒါဘယ်လိုလဲပေါင်းတင်းကြားထဲမှာဆိုမျက်နှာပူရတယ်ငါတို့စူးစမ်းငါတို့နှစ်ယောက်စူးစမ်းလို့ဒီလိုမျိုးဖြစ်လာရဲဆိုတဲ့ဟာအရာကြီးကပိုမိုက်တယ်ဘာမှမသိဘူးကိုတို့မသိဘူးတဲ့ငါတို့ရှင်းပြနေရမချိုးပါဘူးမလေးစကားနဲ့တုံးပြောနေမရဘူးစတားလည်းမပွင့်ဘူးတုံးအောင်လုပ်ပေးတာပဲမလေးမွေးနေ့ရောက်တော့မယ်နော်တကြံအကျက်နေ့ကြာရင်မလေးမွေးနေ့ဘာနဲ့သမီးလဲအင်္ဂါသမီးအင်္ဂါတကြံအကျက်နေ့ကြာရင်မလေးမွေးနေ့တကြံအကျက်နေ့ကြာရင်မလေးမွေးနေ့ရောက်တော့မယ်ဟေးတော့ဝိုင်းဘလို့ဝိုင်းပြလို့ဝိုင်းပြတော့ဝိုင်း20ပြည့်ပြီအိမ်နေကြ20တက်20ပြည့်ထိတ်စီးပြောင်း19နှစ်မှာပဲရက်တက်နေခြင်းတယ်20ကြီးကိုမသွားခြင်း19လမ်းမှာစုံမယ်လို့တဲ့ဖဲဝိုင်းပြောတာနေမယ်တဲ့အေးလို့ငါလည်းဖဲမရိုက်တယ်